John Biden တော့ဖော်ရထားရခုခစ်စင်ပေးနေတဲ့ဗီဒီယိုဖိုင်အပြင်တခြား HD ဗီဒီယိုတွေကိုပါဖြတ်နေတဲ့ရခင်ကပေါ်ပြီးဆက်စားဖြစ်နေကြောင်းကို John Biden ကိုယ်တိုင်ကလည်းအတည်ပြုထားလိုက်ပြီလေဖြစ်ပါတယ်။ John Biden ကအခုဗီဒီယိုဖိုင်တွေကသူနဲ့ No for Eta ကလွဲလို့ဘယ်သူမှမသိဘူးလို့ဆိုပါတယ်။သူဆိုရင်လည်းသူဖုန်းမှာဒီဗီဒီယိုဖိုင်တွေ HD တွေကိုတည်တည်ချာချာလေးတော့နဲ့ခတ်ပြီးတော့ app နဲ့တင်ထားခဲ့ကြောင်းကိုပြောပါတယ်နော်။နောက်ပိုင်းNo for Eta နဲ့ပြတ်တော့ဒီဗီဒီယိုဖိုင်တွေအကုန်လုံးကိုဖျက်ထားလိုက်ပြီလို့ဆိုပါတယ်။ဆိုတော့အရင်တော့ကထက်နေပဲ Facebook တွေကိုလည်းအတူတူတုံးဖူးကြောင်းကိုJohn Biden ကပြောလာခဲ့တာလေးဖြစ်ပါတယ်။ဒါကြောင့်အရင်ကသုံးဖူးတွေကကြတော့ဒီမိညာကျွမ်းကျင်သူတွေနဲ့ပေါင်းပြီးတော့ No for Eta နဲ့သူ့ရဲ့ဗီဒီယိုဖိုင်တွေကို Bobby Sosa ကတချင်းထွက်တော်မဲ့ချက်နဲ့နိုင်ငံလုံးဘလို့ရိုက်နေအောင်သူ့တချင်းပေါ့အောင်လှုပ်ကြံပြီးတော့ခုလိုမျိုးအောက်ဖဲလန်ကလှုပ်ချံသွားကြောင်းကိုJohn Biden ကစိတ်မကောင်းစွာပဲရင်ဖွင့်လာခဲ့တာပဲဖြစ်ပါတယ်။ John Biden ကအမှန်တကယ်တော့သူတို့နှစ်ယောက်လမ်းခွဲခဲ့တဲ့ဆိုတာနှစ်ယောက်စလုံးကကိုစီအချစ်တစ်တွေ့နေကြလို့လမ်းခွဲခဲ့တာဖြစ်ကြောင်းကိုရင်ဖွင့်လာခဲ့ပါတယ်။တစ်ထက်ကိုယ်တိုင်ကလည်း DJ ကောင်လေးနဲ့ဖောက်ပြန်ခဲ့တာဖြစ်ပြီးတော့သူကိုယ်တိုင်ကလည်းတော့ဖော်ရထားနေဖောက်ပြန်ခဲ့ကြောင်းကိုဝန်ခံသွားခဲ့ပါတယ်။အခုလိုမျိုးသူသဘောသူလမ်းခွဲပြီးကမှကိုကပူအောင်မြင်တော့ဆိုပြီးတော့John Biden ကပြောပါတယ်။ John Biden ကဟုတ်ပါတယ်။ဒီနောက်ပိုင်းမှာရုပ်ရှင်စကားကြီးတွေအပါဝင်ဇလန်တွဲများစွာကိုရိုက်ကူးရတယ်။ဒီကကျတော့တချင်းထုတ်တိုင်းလည်းပေါက်နေတာလေဆိုတော့ Bobby Sosa ကမနာလိုတာတော့မသိဘူး။ဒါကလည်း Bobby Sosa ကိုအပြစ်ပြောတာမဟုတ်ပါဘူး။ John Biden ရဲ့တင်ပြချက်တွေကိုပြောပြခြင်းပင်ဖြစ်ပါတယ်။ဒါကြောင့်မလို့ Bobby Sosa ဟာတချင်းထုတ်တော်မဲ့ချက်နဲ့John Biden နဲ့ No for Eta ရဲ့ HD ကိုဖြတ်လိုက်တာပဲဖြစ်ပါတယ်။အခုလိုမျိုး Bobby Sosa ရဲ့ဖြတ်လိုက်ခြင်းအဖြစ်John Biden ကတော့သက်တာလုံးထိမ့်သိမ်းလာခဲ့တဲ့အဆက်သိခါတွေအားလုံး3မိနစ်အတွင်းမှာပဲရေးဆုံမျောသွားခဲ့ရပြီလေဖြစ်ပါတယ်ဗျာ